system and abstract အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဒီမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြအောင်တဲ့အကြောင်းအရာကတော့ fraction air resistance water resistance နဲ့ abstract ဖြစ်တယ်ပထမဆုံးပြောပြအောင်တဲ့အကြောင်းအရာကတော့ fraction ဖြစ်ပါတယ် fraction ကတော့အရာဝတ္ထုကအရာဝတ္ထုကပို့လိုက်သွားတဲ့အင်အားကိုပြောတယ်ပြီးရင်မျက်နှာပြင်ကပုံရိပ်တန်းနေပြီး fraction ပုံများနေပြီး fraction ရဲ့ဥပမာကျတော့ state ကြီးကပုံပြတာ object တွေလက်ညာကိုပြောတာဖြစ်တယ်လင်္ကာကြီးကျတော့ fraction နဲ့တဲ့ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပုံစံကသုံးမျိုးဖြစ်တယ် fraction ရကြတော့fraction ပုံများလေးအဲ့ဒီအရာဝတ္ထုကအပူပေးနိုင်တယ်ပြီးရင်အဲ့မှာ fraction များလေးအဲ့ဒီရဲ့အရာဝတ္ထုကိုတော့ဖြစ်နိုင် fraction ကိုဒီမှာလို့ဒါပင်စီက1450တနည်းနဲ့1519ခုနှစ်မှာကြာပြီးခဲ့တယ်ဒီကကြတော့ဖြစ်တာဖြစ်ပြီးတော့မှ scientist inventor လည်းဖြစ်တယ်ဒီကကြတော့ April 15ရက် Vinci အတလီမှာမွေးတယ်ဒီကကြတော့1519မိသားမရန်ကြီးမှာတည်သွားတယ်ဒုတိယပြောပြအောင်တဲ့အကြောင်းအရာတော့ air resistance ဖြစ်တယ် air resistance ကပြတော့ဒီဘောကိုပြကြလာတဲ့အရာဝတ္ထုကိုအောက်ကိုပြကြလာတာကိုနေနေတယ်ကဲဒီလိုဒီကကြတော့ air resistance ကို1590မှာရှာတွေ့ခဲ့တယ် air resistance is air resistance same in everything air resistance ကအရာဝတ္ထုတိုင်းမှာဒီကမတူဘူးအဲ့ air resistance တွေက object ရဲ့မျက်နှာပြင်ပုံစံနဲ့လည်းဆိုင်တယ် its air resistance is in everywhere air resistance ကကြတော့နေရာတိုင်းမှာရှိတာမရှိဘူး air resistance ကကြတော့နေရာတိုင်းမှာရှိဘူးအာကာသထဲမှာဆို air resistance မရှိဘူး air resistance ကို stellar shape ကြီးလို့ရှိရင် air resistance ကိုရှော့ချနေတယ်ဥပမာဆိုရင်ညက်တွေပြန်တာ aeroplane ကြီးပြန်သွားတာဖြစ်တယ်တတိယညက်ပြအောင်လည်းကြောင်းရတော့ water resistance ဖြစ်တယ် water resistance ကကြတော့အရာဝတ္ထုတွေဒီလိုတက်ရှိရည်ရဲမှာသွားနေတဲ့အချိန်အဲ့ဒီရဲ့တက်ရှိလို့အရာဝတ္ထုကိုနည်းစီတဲ့အပြင်အားတစ်ခုဖြစ်တယ်ဒီလိုဒီမှာကြတော့ငါးရဲ့ twin light စိတ်ကိုဒီ water resistance ကိုတာဖို့အတွက်ပေါ်ပြရတယ်အမှ ocean တွေမှာအဲ့မှာ wave တွေအများကြီးရှိတယ်အဲကြောင့်ကျွန်တော်တို့အဲ့ဒီမှာဒီလောက်ပြီးအဲ့ဒီရဲ့ object ကိုယူရတာကိုနည်းစီတယ်တကယ်လို့အမှားက wave တွေအများကြီးရှိရင်အမှား water resistance အများကြီး Archimedes said that water resistance ကိုနေရာရှိတဲ့ပေါ်ဒါနဲ့နေရာတက်ပေါ်ဒီမှာတာပြီးခဲ့တယ်လောက်ကနေပြပြအောင်တဲ့အကြောင်းအရာတော့
access ဖြစ်တယ်access ကတော့ဒီထဲမှာသွားနေတဲ့အရာမျိုးဘူးမဖြစ်ပြီးလို့အပေါ်ကိုအင်းတင်ရဲ့အရာဖြစ်တယ်ဘယ်လိုမျိုးအရာဝိသုတွေကဒီထဲမှာကြာနေခဲ့ရင်အသက်ပုံများတယ်ဘာကြောင့်လဲဆိုတော့သူတို့တွေကဝိနေတယ်access တွေကဒီနေ့တဲ့အင်အားအင်အားကို opposite ဖြစ်တယ် access ကိုလူများက buoyancy လို့လည်းသိကြရတယ်ဒီလိုအဲ object မှာက weight အများကြီးနေတယ်အမှ access နည်းနေဒီမိုးရီကအဲဒီညာလို့ဒီဇိုင်းရတယ်ဘာကြောင့်သူတို့တွေကမမြုပ်လွယ်ဘူးအဖက်ကြီးကဒီမှာပဲမရှိဒီမှာပဲရှိတယ်လို့ဒီမှာလည်းရှိတယ်အဲ့တော့ဒီမှာလည်းဒီမှာsecond ရှိတယ်ဒါကြောင့်လည်းဆိုသူတို့ကညနေပြင်နဲ့မတိကျရင်ဖြစ်တယ်Fashion ကညနေပြင်ကကျန်းနေ fashion ကပုံများလို့ညနေပြင်ကတကယ်လို့မကျန်းဘူးဆိုရင် fashion ရမယ်ဖြစ်နိုင်တဲ့ဖြစ်ပြီးရဘောလုံးပြီးရင် plastic ရေဘူးထဲမှာရေမရှိ